तू ကလေနေမကောင်းဖြစ်ပြီးကြတဲ့ရလေတိလားကျွန်တော်တို့စားတဲ့ကြောင်ဆောင် तू ကတိတ်မစားတော့ဘူးတော့ကျွန်တော်တို့စားတဲ့ကြောင်ဆောင်ကျွန်တော်ကဒါသူ့ရဲ့ကြောင်ဆောင်ကိုစားတာ तू ကဒီမှာကြက်ပေါင်းနေတောက်တာတစ်နေ့တစ်လုံး12000မလီကျွန်တော်တို့ကလေအသမီးအငယ်မနဲ့ဒီသားလေးအတွက်ကိုပဲရှာပေးနေရတာကျွန်တော်တို့သားမင်းနှစ်ယောက်ကတာကြီးအိုးစားကြောက်တွေလည်းစားတယ်နော်ငါးတွေလည်းစားတယ်ပြီးကြတော့ကြက်ပေါင်းကိုလည်းတစ်နေ့တစ်လုံးတောက်တယ်ဗျာဒီဟာလေးနဲ့ तू ကလေထောင်းလာတာဗျာတိလားဟိုညီမလေးတိမ့်တိမ့်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်တိလားစေကန်းပြောင်းလိုက်တာပေါ့ဗျာတိလားကလေးကိုလေစေကန်းပြောင်းလိုက်တာဆိုအခုဆိုဒီမဲ့ဝိတ်တောင်တက်လာတယ်နော်သမီးဟုတ်တယ်ဝိတ်တက်လာလို့လေစေကန်းပြောင်းရတယ်ညီမလေးတိမ့်တိမ့်ကအမတွေစေကန်းပြောင်းလိုက်တယ်ကျွန်တော်တို့ပြနေကြစေကန်းဟွာကြတော့အကုန်နဲ့ဟွာ positive ကြီးပဲ तू အားတယ်ဒီမရတော့ဘူးတဲ့သူ့အားတဲ့တိတ်ဟွာမမျော်လင့်ချက်မရှိတော့ဘူးတဲ့အဲ့လိုပြောတော့ကလေးကငိုပြီးအကြီးမငိုပြီးပြန်လာပေါ့ကလေးလေးပိုက်ပြီးတော့တိတ်နဲ့ကဖုံးဆက်တာမတီတီတဲ့အဲ့ဒါစေကန်းပြောင်းလိုက်ချက်ချင်းပဲဆိုပြီးတော့မလေးသူ့ရဲ့ဂွေးစီလေးတွေကိုပိုက်လေးမြင်မြင်လေးထည့်ပြီးတော့ဗျာစီးချူပေးရတာမလို့စီးချူလိုက်ဖောင်းနေရပါကြီးလျှော့သွားတော့ဆရာကြီးကလေအရန်ပညာတော်တာပဲတိလားတမဆိုအိုမဆိုတာအရန်မှန်တာဗျာတိလားအဲ့ဒါလေးပိုက်ကလေးမြင်မြင်လေးနဲ့စီးချူပေးလိုက်တာအဲ့စီးထဲမှာ तू ကတကယ်တမ်းတော့တမဆိုအိုမမလားပဲလေတိလားဟမ်တမဆိုအိုမဟုတ်တယ်လေတမဆိုအိုမလေတမလားတမမို့လားတမပြေအေးကြီးကစကားပြောတော့တက်သွားတယ်အဲ့ဒါလေးခြူပေးလိုက်တာလေချက်ချင်းကို तू ကစီးပိုက်ထဲလိုက်တယ်လို့ပဲအဲ့စီးလေးလဲတွားလိုက်ရောဘိုက်ကြီးကဖောင်းပြီးတင်းနေတာလေရော့သွားပြီးတော့အဲ့စီးပိုက်ထဲစရာတော့မလို့ဟိုမှာကြဇားလေးချက်ပြီးတော့လေစီးပိုက်ထဲမှာ तू ကဘလို့ဗညာနဲ့ပေါ့ကြိုက်တာတော့အဲ့ဆရာကလေအဲ့လိုလေးလုပ်ပေးတယ်တားရေဘလို့ဖြစ်တာငါ့ကိုရှက်ခွဲနေတာနေဟဲ့တားရှက်ခွဲတာတော့သူမိဘမျက်နှာအိုးမဲတုတ်တဲ့ကောင်လေးတွားကျွန်တော်တော့လေအဲ့မှာကြောင်လာဆိုင်လေးတွေ့ရဆိုလို့ရှိရင်လေငါသားလေးကတော့ဒါလေးစားချင်မှာပဲငါသားလေးကတော့ဒီဟာလေးစားချင်မှာပဲနဲ့မင်းမြစ်တာလေးရှေ့ထားပြီးတော့လေသိလားဘလောက်ဖြစ်ကြားတဲ့လောက်ရှင်းရတာအဲ့ကြောင်လာဆိုင်ရောက်သွားလို့ရှိရင်ကျွန်တော်ကလည်းသိမ့်ထက်မနေဘူးဗျာသိလားပြီးရင်မစားဘူးတော့ရှိသေးတယ်ဒီမဲ့ဟောရတဲ့ကြောင်လေးတွေစားတဲ့စနက်ပေါ့နော်ဂျယ်လီဆိုလို့ကိုကစားချင်ပြီးဝဲလာတာ तू ကမစားဘူးသူကနည်းနည်းတော်ကြတယ်တော်သားဟုတ်တယ်ကိုလည်းကောက်စားလို့မရဘူးဒီကသူကျွင်းကြံလည်းလို့စားလို့ရတယ်အဲ့ဒါကြောင်သားတယ်တော့စားရတာလေချစ်ပေါင်းချင်းနဲ့ကြောင်ဂျယ်လီစားလို့မရဘူးတို့ဒီစားလို့အကောင်းဆုံးပဲကြောင်သားငါးလေးကိုချက်စားရတယ်ဘောကဘာနဲ့မှကိုမလဲနိုင်ဘူးအဲ့တော့သူ့ရဲ့စနက်တွေလည်းကျွန်တော်ကကုန်ရင်လည်းမကုန်ရင်လည်းကျွန်တော်ကစားလို့လည်းမရဘူးဒီလားချက်ပေါက်လည်းမော့တောက်လို့မရဘူးမော့တောက်လို့မရဘူးဒီဟာလေးတော့ကျွန်တော်တိုက်တယ်ဒီဟာကတော့သူတော်တော်လေးထောင်းလာနော်သမီးဟုတ်တယ်အဲ့လေးပြေးလာတယ်ဝိတ်လေးတိုးလာတယ်နော်လူပြိုကြီးကလေအခုတော့ကျမ်းမာလေးရှိပါကြောင်းအားလုံးပဲပူပန်ပြီးစိတ်ပူပေးတဲ့သူတူတယောက်ချင်းဒီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဖုံးဆက်ပြီးပြောစေကန်းညွှန်ပေးတဲ့မမတွေတီတီလည်းကျေးဇူးတင်ပါတယ်နော်တုတ်ကြီးလေးနေကောင်းရဲ့လားဘလို့ချင်းနေရှိလဲဆိုမေးတဲ့သူတူတယောက်ချင်းဒီတိုင်းကိုအများ